မင်္ဂလာပါမိတ်ဆက်တငယ်ချင်းတို့ရေကျွန်တော်တော့တစ်ပင်ပေါ်ရောက်နေတာဖြစ်ပါတယ်အခုကျွန်တော်မိတ်ဆက်ပေးမှာတော့ဒါကြောက်တိခွာတွေကဖြစ်ပါတယ်ကျွန်တော်ရှမ်းပြည်မှာရှိတဲ့ကြောက်တိခွာနဲ့ဒီကရင်ဘက်မှာရှိတဲ့ကြောက်တိခွာတူမတူတော့ကျွန်တော်နိုင်ရှင်ဖော်ပြမှာပဲဖြစ်ပါတယ်ရှမ်းပြည်မှာကျတော့အပင် site ကဒီထက်ပိုပြီးကြီးတယ်ပေါ့နော်ဒီထက်ပိုပြီးကြီးတယ်ရှမ်းပြည်မှာကျတော့ကအဖြူအောင်လေးပွင့်တော့ပေါ့ကျွန်တော်မြုံမှန်းလာတာကထိုင်းမှာရှိတဲ့ဒီကြောက်တိခွာမျိုးအပန်းအောင်များဖြစ်မလားဆိုတော့ကျွန်တော်ဒီနှစ်ကိုရင်ခုန်စွာစောင့်ဆိုင်နေရပေါ့နော်မနေ့ကတော့အတီးရတာလေးတစ်ရှူလည်းဖောက်လာပြီးဆိုတော့ဒီဟာဒီကပန်းအောင်ဖြစ်နေပြီဆိုရင်ကျွန်တော်တက်ပို့ပြီးအဆင်ပြေတာပေါ့နော်ကဲကျွန်တော်တို့အနေထားနီးကပ်အနေထားလေးကြည့်အောင်ဒါကုမိတ်ဆွေတငယ်ချင်းတို့မြည်တဲ့အတိုင်းသူကကြတော့ကကြောက်တိခွာဆိုမျိုးဒီကရှမ်းပြည်မှာဆိုတော့ကြောက်ပုံမပေါက်တယ်ပေါ့နော်ဒါပေမဲ့ဒီဘက်ကကြီးမှာကျတော့ဒါတစ်ပင်မှာကပ်ပြီးပေါက်ပါတယ်ပေါ့ဒါတော့မြစ်ပေ2500ပတ်ချလေလောက်မှာစပြီးတော့သူတို့တွေ့ရတယ်အများပြည့်သူကတစ်ပင်မှာအဓိကထားပြီးတွေ့ရတယ်သူတို့ပေါက်နေတဲ့အနေထားဒီတစ်ပင်ရဲ့အပေါ်မှာဆိုတော့တစ်ပင်ရဲ့အောက်ပင်နားမှာသူစပြီးပေါက်တယ်ပေါ့ဘာလို့ဆိုတော့သူတို့ကကျတော့ခါလေတံမိုးတံကိုကွယ်တဲ့သဘောပေါ့လေတံမိုးတံသက်သာမယ်မိုးရီတိုက်ရိုက်ထိချင်ရပြီးတော့သူတို့ကာကွယ်ထားတဲ့အနေထားနဲ့သူတို့ရှင်သက်ပေါက်ရောက်နေတဲ့အနေထားစမတ်ကြတယ်ပေါ့နော်သူကကျတော့ကအလင်းရောင်ရတဲ့ပေါ့နော်အလင်းရောင်ရတဲ့ဘက်မှာမျက်နှာမူပြီးတော့အဓိကထားပြီးရှင်သန်ကြတယ်ဒီဘက်ရှမ်းပြည်ကကြောက်တိခွက်နဲ့မတူတော့ဒီဟာကျတော့အလုံးစုံရှိမယ်ဆိုရင်တပေခွဲလောက်ပါပဲရှမ်းပြည်ကတိခွက်တစ်ခါကြာရင်2ပေကနေပြီးတော့3ပေလောက်ထိတဲ့ရှင်သန်နိုင်ရပါတော့အပင်တန်ဆွမ်းမှုပိုင်းမှာလည်းရှမ်းပြည်ကအပင်ပုံစံမျိုးကပိုပြီးကြီးထွားတယ်ဒီကောင်ကျတော့ကတိတ်ပေါ်မှာကတ်ပေါက်နေတဲ့ကြောင့်တိတ်တော့မကြီးဘူးပေါ့နော်နောက်တော့ကြာရင်အပွင့်နေမိတွေ့ရတဲ့ခါကျရင်ကျွန်တော်ဓာတ်ပုတ်တစ်ခါရိုက်ပြပေးမှာပဲဖြစ်ပါတယ်ကျွန်တော်မျော်လင့်နေတဲ့ဒီပေါ့နော်အပန်းအောင်ကြောက်တိခွက်လေးဆိုအရန်ပျော်မိပါပဲဖြစ်ပါတယ်ကဲတစ်ပင်ပေါ်ကနေပြည့်စင်ပါတော့မယ်ကျေးဇူးတင်ပါတယ်